Series Channel ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ Series Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နေ့တမင်္ဂလာမနှခွန်းဆက်တာပါတယ်ခင်ဗျာမြန်မာပြည်သူပြည်သားအားလုံးဘေးပြရတွေဝေးကွာပြီးတော့မိမိတို့ကြုံတွေ့ခဲ့ရတဲ့ကြုံတွေ့နေရဆဲကြုံတွေ့လာလက်တန့်သောဘေးအန္တရာယ်အသွေးမှကင်းပပြီးတော့လူသားဘဝပိသစွာမွေးဖွားရှင်သန်ကြည်ပြင်းပျော်ရွှင်ငြိမ်းချမ်းနေဆွဲများဖြတ်သန်းခွင့်ရနိုင်ပါစေလို့ဥစွာနှခွန်းဆက်ဒါတော်ပြုပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြည်သူလူထုကိုကြံပြုတင်ပြမယ်အကြောင်းအရာကတော်တော်ဖြစ်ပေါ်နေတဲ့ဒီနိုင်ငံရေးစီရေးတဘာဝအရေးအားလုံးနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့တင်ပြချက်တစ်ခုဖြစ်ပါလိမ့်မယ်အဓိကတော့ပြီးခဲ့တဲ့ရသတ္တပတ်အတွင်းပြင်းထန်စွာထိခိုက်သွားခဲ့တဲ့နှစ်တရာတော်တဲ့မှာအကြီးမားဆုံးငလင်ဘေးကြီးကိုရင်ဆိုင်ခဲ့ရတဲ့ပြည်သူတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်။ဘာကြောင့်ပြည်သူတွေအတွက်ကိုဘယ်အကြောင်းကြောင့်ဘာကိုရည်ရွယ်လဲဆိုတာကိုတောင်းကျိုးဆက်ပြီးကျွန်တော်ရှင်းလင်းတင်ပြပေးပါမယ်။လက်ရှိမဲအွန်လိုင်းဥဆောင်တဲ့ဖက်စစ်အကြမ်းဖက်ဆရာနာရှင်အုပ်စုဟာပြည်သူအကျိုးစီးပွားအတွက်ပြည်သူလူထုနဲ့နိုင်ငံတော်သူနိုင်ငံသားနိုင်ငံတော်ကြီးအတွက်ကောင်းကျိုးအဖျားဖျားကိုတဲဆောင်ကျိုးပန်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့ဖွဲ့စည်းမဟုတ်ပါဘူး။သူတို့ရဲ့အာဏာရှင်တစုလက်ဝဲကန်တစုကိုကျိုးစီးပွားကြီးထွားရှာဖွေခွင့်ရရှိရေးအတွက်နိုင်ငံတော်အာဏာကိုအထမသိမ်းပိုက်လူယူပြီးလက်နက်နဲ့ပြဓာမိုးအုပ်ချုပ်နေတဲ့မိစ္ဆာစေအုပ်စုဖြစ်ပါတယ်။ဒါကြောင့်မိစ္ဆာစေအုပ်စုအောက်မှာပြည်သူမြောက်များဟာသူတစ်ဖြင့်လူငယ်တုကြီးဟာနစ်နာဆုံးရှုံးမှုပေါင်းများစွာအသက်ခန္ဓာဘဝနာဂတ်ပျောက်ဆုံးမှုပေါင်းများစွာနဲ့အတိဒုက္ခရောက်နေကြပါတယ်ဒီချိန်မှာပဲတဘာဝဘေးကြီးကကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့ဒါကြမှာလို့ပဲဆိုတီလာပြက်လာလို့တီလာမလုံခြုံကြလို့မိစ္ဆာအယူဝါဒတွေကျေပြန့်စွာထွန်းကားလာလို့တဘာဝကြီးကရှင်းလင်းတဲ့အနေနဲ့ပဲဆိုပေါ့ကျွန်တော်ငလင်ကြောင့်ထိခိုက်နေတာသွားတဲ့ပြည်သူအားလုံးကိုသိမ်းကျုံပြီးတော့ပြစ်ဆိုတာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ရဝန်းကြီးတော်တော်ဖြစ်နေတဲ့အခြေအနေတွေကိုလည်းကြားသိတွေ့မြင်ရပါပါမိစ္ဆာအယူဝါဒတွေလွန်စွာထွန်းကားလာပြီးတော့ဒီဖက်စစ်အာဏာရှင်စနစ်ကိုဟုတ်ကြီးမှတ်ပြီးတော့အာဏာရှင်စနစ်အမိပြုပြည်သူချင်းတွေးကွဲပြီးတော့ကိုကျိုးစီးပွားရှာစားလိုသူတွေရှိနေသေးလို့သာမင်းအွန်လိုင်းရဲ့ဖက်စစ်စနစ်တည်တတ်နေတာမို့လို့ပါဆိုတော့ကျွန်တော်အခုဆက်ပြောချင်တာကဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဆိုတာဟာပညာရှင်တွေကိုနေရာပေးပြီးပညာနဲ့အုပ်ချုပ်တဲ့အစုအဖွဲ့မဟုတ်ပါဘူးပညာရှင်တွေကိုမောင်းထုတ်ပညာရှင်တွေရဲ့အကြံပြုချက်ကိုလုံးဝလက်မခံပဲလူမိုက်တွေလူရန်ကားတွေလူဆိုးသွမ်းတွေလူလောဘဒီခက်ရှင်းပြောရရင်အိတ်စားကာမဤသုံးဝကိုပဲတန်ဖိုးထားတဲ့လူတလိษံတွေစုဖွဲ့ပြီးတော့လက်နက်ကိုဗဟိုပြုတနက်ပြောင်းကထွက်တဲ့အာဏာနဲ့ပြည်သူတရားလုံးကိုရက်ဆက်စွာဖိနှိပ်ဖမ်းဆီးချုပ်နှောင်တပ်ဖြတ်ငါတို့အုပ်ချုပ်တာကိုနာခံမခံရင်တည်တံဆိုတဲ့ပုံနဲ့အတင်းအုပ်ချုပ်နေတာဖြစ်လို့ပညာမဲ့တွေရဲ့ဥဆောင်မှုအတိုင်းအရာရာဟာလွဲချော်မှားယွင်းခံရတော့ပြည်သူတရားလုံးအတိဒုက္ခလုံးရောက်ကြရတာဖြစ်ပါတယ်ပညာရှင်တွေကိုစစ်အာဏာရှင်အဆက်ဆက်ကလုံးဝတန်ဖိုးမထားခဲ့ဘူးပြစ်ပယ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းနဲ့လက်ရှိမင်းအွန်လိုင်းဖက်စစ်အုပ်စုအထဲမှာရှိတဲ့စစ်ခေါင်းဆောင်ငယ်လက်တွေရဲ့ရည်ချင်းအကြောင်းကိုကျွန်တော်နှိုင်းယှဉ်ပြီးဥပမာတချို့နဲ့တင်ပြခြင်းပါတယ်ပညာရှင်တွေဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ဒီမနေ့ပဲဖတ်ဖြစ်တဲ့ကျွန်တော်လေးစားရတဲ့ရေချောင်းသိပ္ပံပညာရှင်ကြီးဆရာဦးခမောင်ဦးသူအမေရိကမှာနေပါတယ်သူတင်ထားတဲ့ post လေးကိုကျွန်တော်ဒီမနေ့ဖတ်လိုက်ရပါတယ်အချိန်လူပြီးတော့ဖတ်လိုက်ရတော့သူတွေ့ကြုံလေးကိုသူရေးပြထားပါတယ်1980ကျော်ကာလကလေးကသူဟာရေချောင်းသိပ္ပံမှာဂတိခအဖြစ်နဲ့လစာအဲ့တုန်းကထောင်ကနန်းပဲမြန်မာကျပ်ငွေနဲ့တွက်မယ်ဆိုရင်ထောင်ကျော်ပဲရပါတယ်လစာသူအမှတင်ပြနေပါတယ်တဲ့တင်ပြတော့အဲ့ဒီရေးခင်းတို့အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာသူကပါဝင်ခဲ့တယ်လို့ပြောပါတယ်ပေါင်းခဲ့တဲ့နောက်မှာတော့သူ့ရဲ့ဒီကျောင်းအုပ်ကသူ့ကိုခေါ်ပြီးတော့ခတိကဖြစ်တဲ့ဆရာခမောင်ဦးကိုခေါ်ပြီးတော့ခင်ဗျာအလုပ်ထွက်တော့လို့ပြောပါတယ်တဲ့ပြောတော့သူကလည်းပဲမှန်ကန်တဲ့ဘက်ကရက်တည်တဲ့သူမို့လို့ဟုတ်တယ်ထွက်ဆိုလဲထွက်တယ်သူနဲ့သူအခြားလုပ်ပေါ်ကံဘက်တွေကလည်းဒီအာနာရှင်စနစ်အဲ့တော့မဆလာပေါ့အာနာရှင်စနစ်ကိုမကြိုက်ကြလို့သူတို့လည်းနှုတ်ထွက်ခိုင်းတာကိုနှုတ်ထွက်ပြီးတော့အကုန်ထွက်လိုက်ကြတယ်တဲ့ထွက်လိုက်ပြီးတော့သူတို့ဟာ
နိုင်ငံခြားတင်မောလိုက်မှာချက်ချင်းဒီ officer အနေနဲ့အလုပ်ရပါတယ်ပညာတတ်တွေကိုပညာသည်တွေကိုလုပ်တော့သူ့ရဲ့လစာကိုမဖြစ်မနေအိမ်ပြန်ပို့ရတဲ့အကြောင်းတွေအဲ့ဒီမှာပဲတခါမလေးရှားနိုင်ငံရေကြောင်းသိပ္ပံကနေပြီးအလုပ်ခေါ်ရဲဆိုပြီးမိတ်ဆွေတယောက်ကပြောလာတော့သူသွားပြီးအလုပ်လျှောက်တဲ့အခါမှာ3ဘတ်တော်တင်သူချက်ချင်းအလုပ်ခံတယ်ဟိုရောက်တဲ့အခါမှာလည်းသူ့ရဲ့ထားတဲ့ facility တွေအကြောင်းတွေရှင်းပြတယ်ဘယ်လောက်ဘလူနေရတယ်တားသမီးယူတော့ဘလူចောင်းကားနဲ့အလုပ်ဒီကုမ္ပဏီကအကြောင်းကားနေပြီးကြိုပို့ပေးတယ်လစာကိုလည်းသူကနှိုင်းရှင်ပြပါတယ်ဒီမြန်မာပြည်မှာကတိကအဖြစ်နဲ့တိုင်းပြည်နယ်လူမျိုးကိုချစ်လွန်းလို့အလုပ်လုပ်စင်ရသူက1000ကျော်ပဲရခဲ့တဲ့အချိန်မှာပုံမှန်မလေးရှားမှာချက်ချင်းအလုပ်သွားလုပ်တဲ့ခါမှာ1000ကျော်ဖြစ်သွားတယ်10ဆ12ဆလောက်ဖြစ်သွားတယ်ဖြစ်သွားသူရင်ထုမနာရေးထားတဲ့စာသားလေးကျွန်တော်အခုတည်းသိပါတယ်မြင်နေရပါတယ်ဘာလဲဆိုတော့တဲ့လစာ1000လောက်လေးပေးပြီးတော့နော်ကိုယ်နိုင်ငံမှာပညာရှင်တွေကိုအလုပ်ခန့်လို့ရပါလေနဲ့အဲ့ဒီအကြောင်းမှာသင်ပေးမဲ့ဆရာမရှိမှန်းသိသိနဲ့အာနာရှင်တွေအလိုမကျမောင်းထုတ်လို့နော်မောင်းထုတ်လိုက်တယ်ဆိုတဲ့လုပ်ရက်ကိုပညာသည်တွေကိုတန်ဖိုးမထားဘူးဆိုတဲ့အာနာရှင်တွေရဲ့လုပ်ရက်ကိုသူကဝမ်းနည်းစွာနဲ့ရင်ဖွင့်တာဖြစ်ပါတယ်အဲ့တော့ဆရာနာရှင်ဆိုတာပညာသည်ကိုတန်ဖိုးမထားပါဘူးဒါအစဉ်ဆက်ပညာရှင်တွေအားလုံးသိရှိပြီးတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဖက်စစ်တပ်ထဲအကြမ်းဖက်တပ်ထဲကိုကျွန်တော်တို့ဆင့်သွားကြည့်အောင်ဖက်စစ်တပ်ထဲမှာရှိနေတဲ့သူတွေရဲ့ပညာအရေးချင်းအုံနောက်ကိုကျွန်တော်ကိုယ်လေးနဲ့ရှင်းပြီးတော့နဲလေးနှိုင်းရှင်ပြကြပါတယ်အခုလက်ရှိ social media တွေမှာအများစုကတော့တီးပြီးသားပါတချို့တွေကတော့မသိသေးတော့ထင်အောင်ထင်မရှိမှာပေါ့ကျွန်တော်ရဲ့ page အောက်မှာအုံနေချင်းနဲ့ဝင်ရေးကြတာတွေတွေ့ပါလိမ့်မယ်ဒီကောင်မရင်းကောင်ဒီကောင်ဟာလက်အောင်ငယ်သားတက်ကြကြီးရဲ့ဇနီးကိုကြာခိုပြီးတော့ထောင်ချထုတ်ပြခြင်းခံရတဲ့ကောင်ဒီကောင်ဟာတပ်ဖွဲ့ဝင်ချင်းတော့မှခြားစင်တော့မှသစ္စာမဆောင်တည်တဲ့မရင်းကောင်သစ္စာဖောက်ဆိုပြီးတော့တွင်းတွင်းကြဲရေးနေကြတာတွေ့ရပါလိမ့်မယ်တချို့ကယုံထင်ကြောင်ထင်ပေါ့ဟုတ်လိမ့်နို့ပေါ့တော့ဖြစ်စဉ်လေးကိုကျွန်တော်ကရှင်းပြချင်ပါတယ်ဒါဟာဖက်စစ်ကြမ်းဖက်စစ်တပ်ကတံပြန်ဝါဒဖြန့်ချီရန်ရအောက်ကစနစ်တကျဖွဲ့စည်းထားတဲ့လုပ်ငန်းစဉ်တစ်ခုကိုအကောင့်ထဲပေါ်ကြတဲ့အုပ်စုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအစိတ်ပိုင်းကိုအဲ့ဒီကျွန်တော်ကိုမရင်းကောင်လို့ဆွဆွဲကြတဲ့အထက်မှာဘူးလက်လဆွေလိုလူမျိုးပေါ့တွတ်တော်ကိုစီလေလူဘူမူကြီးအဆင့်ရှိတဲ့လူမျိုးတွေကအစပါခဲ့တယ်နော်အခုချိန်ထိလည်းကျွန်တော်လိုက်ပြန်ထောက်လန်းကြည့်တာရရှိအဆင့်တွေရရှိကြီးအဆင့်တွေဒီကျွန်တော်ကိုမင်းမရင်းကောင်ဆိုပြီးတော့သူတို့ကဆွဆွဲနေကြတာတွေ့ရတော့ကျွန်တော်အဲ့ဒါနဲ့အတွင်းထဲကိုကျွန်တော်လှည့်ပတ်ပြီးတော့ထောက်လန်းကြည့်လိုက်တော့ကျွန်တော်တက်ကထွက်ပြီးတဲ့နောက်ပိုင်းပေါ့နော်ကျွန်တော်ကိုပုံရိပ်ဖြတ်ဖို့အတွက်ကျွန်တော်နိုင်ငံရေးမှုနဲ့ထောင်ကြရော electronic ad နဲ့ပုံမှန်33ကကြီးနဲ့ထောင်လဲကြရောအဲ့ဒီအချိန်မှာလဲကျွန်တော်ရေးသားထားခဲ့တဲ့ဒီ blog တွေကစစ်တပ်ပြုရင်ပြောင်းလဲရေးစာတမ်းတွေစောင်းပါးတွေကအမြောက်အများကျွန်တော်ဖန်ဆီးခံရတဲ့အချိန်တရားရုံးတင်တဲ့အချိန်မှာပုံနှိပ်ထုတ်ဝေထားတာကျွန်တော်ရေးခဲ့တဲ့စာတွေပုံနှိပ်ထုတ်ဝေထားတာဒီလောက် A4 နဲ့တစ်ထပ်ကြီးရှိတယ်တဲ့အဲ့ဒါကိုတန်းရွှေရအာနာရှင်တန်းရွှေရကျွန်တော်ရဲ့အမှုတွဲ file ကြီးကိုသူ့စပွဲမှာတင်လာပြီးတော့ကျွန်တော်တို့ရေးထားတဲ့အချက်လက်တွေကြီးမင်းတို့စစ်တပ်ကြီးဒီလောက်ပြက်နေတာကိုမင်းတို့ငါ့ကိုဘာလို့မပြောလဲဆိုပြီးတော့စုဆဲမှန်မဲကြတယ်ဆိုပြီးတော့ကျွန်တော်ကိုအခုတော့ကွယ်လွန်သွားပြီဖြစ်တဲ့ဘုံမှုမျိုးနိုင်ပေါ့နော်တငယ်ချင်းကသူလွတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကာလကသူအတွေ့အကြုံတွေနဲ့ပြန်ကြားခဲ့ရတော့ကျွန်တော်ပြန်ပြောပြပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော် electronic ad နဲ့ထောင်ကြတယ်ဒါပေမဲ့စစ်တပ်ကဖက်စစ်အာဏာရှင်စနစ်ကပျက်စီးယိုယွင်းနေတာတွေကိုကျွန်တော်ကွက်ကွင်း2008အဲ့ကာလကတည်းကကျွန်တော်ကရေးသားဖော်ထုတ်လာတော့ကျွန်တော်ကိုနာမည်ဖြတ်ဖို့အတွက်ဘာလုပ်လိုက်လဲဆိုတော့သူ plot တစ်ခုဇာညွှန်းတစ်ခုရေးဆွဲလိုက်ပါတယ်တဲ့ဒီဖြစ်စဉ်ကိုလည်းကျွန်တော်ပြန်ကြားရတာပေါ့နော်အဲ့ဒါကြောင့်လေဒီအရာရှိကြီးအစ်စ်လာဘူးလက်လဆွေလူမျိုးတွေကအစားကျွန်တော်ကိုမရင်းကောင်ဆိုပြီးတော့ရဲရင်ပေါ့ကျွန်တော်ဆိုရင်ဗာလဲသူတို့စာတမ်းမှာတော့သူတို့ချုပ်ဝေတဲ့စာဆောင်မှာတော့ကျွန်တော်ဟိုရေးတာတွေ့လိုက်ရပါသေးတယ်ကျွန်တော်ထောင်ထဲမှာတော့ဖတ်လိုက်ရဆိုတော့သူတို့ဘာကြောင့်ဒီလိုမျိုးကျွန်တော်မရင်းကောင်လို့ပြက်ပြက်သားသားဆွဆွဲရဲလဲဆိုတော့သူတို့အသက်တည်ရှိတယ်တဲ့မင်းမရင်းမှုကျူးလွန်ခဲ့တဲ့အမှုတွဲငါတို့ဖတ်ရတယ်လို့ပြောပါတယ်တဲ့ဟာကျွန်တော်အံ့ဩပါတယ်ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်တော့မသိတဲ့ကိစ္စဆိုအဲ့နဲ့ကျွန်တော်ပြန်ထောက်လိုက်တော့ကျွန်တော်နဲ့တဒတ်သေးခမ19မှာ1998ကနေ2001လောက်ထိအတူတူနေခဲ့တဲ့အရာရှိတယောက်ကကျွန်တော်ကိုပြန်ပြောပါတယ်သူကကျွန်တော်တဲ့နိုင်ငံငယ်အသက်ကြီးတယ်သူကရန်ဂါကနေပြီးတော့ဟိုအခြားဆင်းကနေပြီးအရာရှိဖြစ်လာတဲ့တယောက်ဖြစ်ပါတယ်သူကပြန်ပြောတယ်ဟာညီလေးတဲ့မင်းငါတို့ရှိစဉ်တော့ဖြစ်ခဲ့တဲ့တိုင်ဘူကြီးနဲ့တက်ချက်ကြီးဇနီးကိစ္စမှတ်ပြီးတယ်မဟုတ်လားအမှတ်မိပါတယ်လို့အဲ့ဒီကာလကျွန်တော်တို့က KMB နဲ့တခုမှ refit ပေါ့သင်ခန်းစာအတွက်စစ်စင်ရေးတခုထွက်နေတဲ့ကာလဖြစ်တယ်ကျွန်တော်ထင်တယ်99နဲ့2000အဲ့ဝင်းကျင်မှာပဲ1999နဲ့2000ခုနှစ်ဝင်းကျင်မှာပဲကျွန်တော်တို့ကတက်ကရှည်တန်းထွက်နေတဲ့အချိန်မှာနောက်တန်းမှာကြံခဲ့တဲ့တရေးဘူကြီးကကြောက်ဖြူမှန်အောင်ဖက်ကဇာတိသားပါကျွန်တော်သူ့နာမည်တော့မပြောတော့ပါဘူးသူကတရေးဘူကြီးကရရှိတရင်မှုတွေရှည်တန်းမှာအကုန်သွားနေကြတယ်နောက်တန်းမှာကြံခဲ့တဲ့အချိန်မှာသူကတက်ချက်ကြီးဇနီးတယောက်ကို rape လုပ်လိုက်ပါတယ်တက်ချက်ဇနီးတယောက်ကို rape လုပ်တော့အမှုကြီးကျယ်ဖြစ်တယ်ပေါ့သူအရင်မူးပြီးတော့အဲ့ဒါကျွန်တော်တို့ရှည်တန်းပြန်လာတော့သူ့ကို
ဒီဆုံးခုံနေပါဖွဲ့တရားရုံးနေပါနဲ့ဆိုသူ့ကိုထောင်ချထုတ်ပစ်လိုက်ပါတယ်ဒါဖြစ်စဉ်အမှန်မှာကျွန်တော်ရှေ့စဉ်ကာလခမရ19မှာအားလုံးလည်းသိပါတယ်ဒီ1999 2000ဝန်းကျင်ခမရ19နဲ့ဆွာမျိုးပတ်လည်ရလူတွေအားလုံးသိပါတယ်ဆိုတော့အဲ့ဒီမဒိမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်နေရာမှာမဒိမှုကျွန်းလွန်တဲ့ဘူကြီးရဲ့နာမည်နေရာမှာအမှုတွဲမှာသူ့နာမည်စာကျွန်တော်နာမည်နဲ့သူ့ BC စာကျွန်တော် BC ကို Photoshop နဲ့ပြင်ပြီးတော့တက်ထဲမှာဖြတ်ပါတယ်တဲ့နေမျိုးစင်ဆိုတော့ကောင်ကြည့်လေဒီမှာတွေ့လားအဲ့ဒီကာလကလည်းလူတိုင်းတော့ကြားလိုက်တာပေါ့တက်ထဲကလူတွေဟာဒီကောင်တော်တော်ရက်ဆက်တဲ့တိုင်းဘူးကြီးကွာဘူကြီးဆိုတဲ့ကောင်စောက်သုံးမကြတဲ့ကောင်တက်ချက်ကြီးဇနီးကိုတောင်ကြာခိုးတဲ့ကောင်ဆိုလူတိုင်းတက်ထဲကကောင်တွေတော်တော်များများ online လာနေတဲ့အမှုဒီအမှုနာမည်ပါကျွန်တော်ထောင်ထဲမှာဆရာနာရှင်စနစ်ကိုဝေဖန်လို့ထောင်ကျနေတဲ့ကျွန်တော်နာမည်ထည့်ပြီးတော့ဖြန့်ကြည့်လိုက်တော့ကျွန်တော်ကတကယ်ပဲမဒိမှုကျွလွန်ခဲ့တဲ့လူတယောက်လို့အများစုကထင်သွားဖိုင်တွဲမြင်ရတာဟုတ်ဒါနဲ့သူတို့ကရဲတင်းတင်းကျွန်တော်ဆွဆွဲကြတာပေါ့မင်းမဒိကောင်ပဲငါတို့ကိုယ်တိုင်ဖိုင်တွဲမြင်ရတာအဲ့တော့ကျွန်တော်ဒီနေရာမှာထပ်ရှင်းပြဒီလိုဖိုင်တွဲကိုတော့မှစနစ်တကျအကွက်ကြရုပ်မာပြီးတော့နာမည်ပြောင်းထည့်ပြီးဝါဒဖြန့်ချီလိုက်တဲ့စနစ်ဆိုးကြီးကိုဖြစ်စဉ်ဇစ်မြစ်ကိုမမြင်မတွေးပဲနဲ့ငါတို့တက်တည်မြင်ရတာပဲဖိုင်တွဲ Photoshop နဲ့ပြင်ထားတဲ့ဟာကိုအစ်စ်လို့ဒီမြင်ရတာပဲတီယူတန်တစောက်ထိုးဆွဆွဲနေပြီဆိုကြတဲ့ကဒီမင်းအွန်လိုင်းရဲ့ရရှိကြီးအစ်စ်လူတွေဟာစင်ကျင်တုံတရားသုံးသပ်နိုင်စွမ်းမကားနော်သူတို့ကိုဗန်းစကားနဲ့ပြောရင်ဂျင်းကောင်းကောင်းထည့်လို့ရပြီခိုင်းစားလို့ရတဲ့ကျွန်လူတန်းစားဖြစ်နေတာကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဆိုတော့ပြောချင်တာပညာတတ်တွေမဟုတ်ဘူးပညာမဲ့တွေဖြစ်တယ်ပညာမဲ့မို့လို့သာ Photoshop နဲ့ပြင်ထားတဲ့စာတစ်ခုကိုဖြစ်စဉ်စစ်မြင့်မလေ့လာပဲနဲ့ဆွဲခံရတဲ့နစ်နာသူကျွန်တော်ကိုယ်တိုင်အဖြစ်မှန်ကိုရှင်းပြနေရမယ်ဟဲ့ကြားမိရပဲကွာငါကိုယ်တိုင်ဖိုင်တွဲမြင်ရတာဆိုပြီးကျွန်တော်ကိုဆိုတော့ပြောချင်တာကဖက်စစ်အကျန်းဖက်စစ်တင်ဟာပညာသည်တွေပညာရှင်တွေကိုလုံးဝအလိုမရှိပါဘူးဒါကြောင့်မလို့2005ခုနှစ်ကျွန်တော်တက်ကနေပြီးတော့နှုတ်ထွက်ခွင့်တင်ပြီးနှုတ်ထွက်လာတဲ့အခါမှာအခုတောင်တကူ18ရက်ကနေပြီးတော့အေယာဝတီလမ်းမကြီးကိုသွားတဲ့ဘေးနားရက်ကွက်တစ်ခုမှာနေထိုင်နေစေဖြစ်တဲ့အဲ့ဒီ2005ခုနှစ်ကကျွန်တော်ရဲ့အမှတ်262တထိန်တက်မှုဘုံမှုတင်ဦးဟိုရှိကျင်လဲရှိနေပါဦးမယ်သူနဲ့ဘိုးချုပ်ခမောင်မြင့်ခြေပန်းနဲ့စရနာချုပ်တိုင်းမှုဘိုးချုပ်ခမောင်မြင့်တို့အသက်ရှိနေသေးရင်ကောင်းကောင်းမှတ်မိသေးမဲ့ကိစ္စတစ်ခုကိုပြန်ပြောပြချင်ပါတယ်ကျွန်တော်အချိန်ချင်းအလီနှုတ်ထွက်ခွင့်တင်တယ်နှုတ်ထွက်ခွင့်မပေးဘူးဆိုရင်ငါကင်ထားတဲ့တနက်ဟာပြည်သူလူထုကိုနှိပ်စက်ညှဉ်းပန်းအန္တရာယ်ပြုတ်နေတဲ့လူတွေကိုတုတ်တင်မှုပဲဖြစ်တယ်ဘယ်သူကမှငါမျက်နှာသာပေးမှာမဟုတ်ဘူးစသဖြင့်ကျွန်တော်ဟာလေတံလွှင့်ပြီးပြောခဲ့တယ်ကျွန်တော်တနည်းပြောသလိုပဲဘိုးချုပ်မောင်အေးတို့ဘာလို့ကျွန်တော်လှုပ်ကြံဖို့ဒီကျွန်တော်စူးစမ်းတယ်အဲ့လောက်ထိကျွန်တော်ဘက်ကတူတိတ်တိတ်နဲ့လုံနေတဲ့ပုံရိပ်ပြက်မှုကိုသူတို့သိလာတဲ့နောက်ကျွန်တော်ကိုနှုတ်ထွက်ခွင့်ပေးလိုက်ကြပါတယ်နှုတ်ထွက်ခွင့်ပေးရတဲ့အကြောင်းရင်းအထက်ဌာနအဆင့်ဆင့်ကိုကထူးတို့ဘာလို့ပေးပို့တဲ့မှတ်တမ်းကိုကျွန်တော်ယူဖတ်ကြည့်တဲ့အခါမှာအရာရှိကိုနှုတ်ထွက်ခွင့်ပေးရသည့်ပေးသင့်သည့်အကြောင်းရင်းဆိုတဲ့နေရာမှာဘာရေးထားလဲဆိုတော့စာတစ်ကြောင်းထဲပါပဲဤအရာရှိသည်စာအလွန်ဖတ်သည်ဒါလက်ရှိဘုံမှုတင်ဦးနဲ့ဘုဒ္ဓခမောင်မြင့်ရှိသေးရင်အားလုံးမေးလို့ရပါသေးတယ်ဤအရာရှိသည်စာအလွန်ဖတ်သည်ဟုတ်ပါတယ်ကျွန်တော်စာအရန်ဖတ်တဲ့လူပါအားလည်းတဲ့အချိန်ထဲမှာ dictionary တုပ်တော်လောက်စာအုပ်တုပ်တော်လောက်ကျွန်တော်အမြဲတမ်းဖတ်တာရှိတဲ့သူပါဘယ်သွားဆိုင်ကယ်နဲ့သွားလမ်းလျှောက်သွားခါးကြသူမို့လွယ်ထဲမှာစာအုပ်တုပ်အမြဲတမ်းပါအောင်စာဖတ်ပါတယ်အမြဲတမ်းစဉ်းစားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်လေကျွန်တော်စစ်တပ်ကနှုတ်ထွက်ခွင့်ပြုဖို့ခိုင်လုံတဲ့အကြောင်းရင်းဟာဤရာရှိသည်စာလွန်ဖတ်သည်ဆိုတော့စစ်တပ်ဟာပညာတတ်တွေစာဖတ်တဲ့သူတွေမလိုလားဘူးမထားဘူးဆိုတဲ့သက်သေဖြစ်ပါတယ်ဆိုတော့အခုဒါမင်းအွန်လိုင်းအုပ်ချုပ်နေတဲ့ဖက်စစ်တပ်ဥဆောင်တဲ့ဖက်စစ်တပ်ပညာတတ်တွေကိုအလိုမရှိတဲ့စာဖတ်သူတွေကိုထုတ်ပယ်ပြတဲ့ဖက်စစ်တပ်ဟာပညာတတ်တွေနေပါသွားနေပါပြီသူဘာဘွဲကြီးတွေညာဘွဲကြီးတွေတိတိသူတော်မဘောမဘွဲကြီးတွေအကမဟာပဏိတတိတိသူတော်မဟာရှင်သာရိတပြဘွဲကြီးတွေဘလောက်ပဲသူပေးနေပညာမဲ့တွေပေးတဲ့ဘွဲဟာပညာမဲ့ကြောင်းတက်သေးတာဖြစ်ပါလိမ့်မယ်တို့ဆက်ပြောချင်တာအခုသဘောဘေးတွေကြုံပြီငလင်ဘေးကြီးတွေကြုံပြီမဖြစ်ခင်3-5နှစ်အလိုကလေးကမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရကနိုင်ငံတကာသုတေသနငလင်ပညာရှင်တွေအပါအဝင်အားလုံးရဲ့သုတေသနပြုချက်ရမြန်မာပြည်မှာအလွန်ကြီးမားတဲ့သဘာဝဘေးကြီးတွေအလွန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်ခတ်နိုင်ခြေအမြင့်ဆုံးဖြစ်နေပြီမို့လို့မှန်တယ်လေကမ္ဘာကြီးကနှစ်ပေါင်း80တရားဒိုင်းမှာအမြဲတမ်း Richardson scale 9ကျော်တွေပြင်းထန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်လာရှိတာမို့လို့ဒီချိန်ဒီကာလလှုပ်တော့မှဖြစ်တယ်ပြီးတော့လဲသခိုင်း fault ပြည့်ရွေ့ကြီးရလဲပဲဘယ်ကနေဘယ်ထိသွားထားပြီးဆိုတာကိုသိပ္ပံပညာရှင်တွေစနစ်ကျတိုင်းထွာထားပြီးသိရှိပြီးဖြစ်တယ်နောက်ဆုံးအခုသွားတဲ့ Adam ပင်လယ်ထိကိုဘယ်နေရာထိကိုဆင်းသွားတယ်ဒီအာဖရိကတိုက်ကကုန်းမြေတိုက်ကြီးကြောကြီးဟာလွန်ခဲ့တဲ့နှစ်ဘယ်နှသန်းတော့ဒီအာရှတိုက်ရဲ့ဒီကုန်းမြေလာဆောက်နေတဲ့ကြောင့်မလို့အခုငလင်ပြည့်ရွေ့ကျော်နေရာကြီးကဟိုဘက်ကနေပြီးတော့
နောက်ဘက်ကနေအရှိကိုလာဆောင်တဲ့တိုက်ကြီးဖြစ်တယ်ကီလိုမီတာပေါင်း1000နဲ့ချီတဲ့တိုက်ကြီးဖြစ်တယ်မြေလွာဒူးကြီးဖြစ်တယ်ဒီမြေလွာကြီးကအမှန်တကယ်တစ်ဆက်တည်းမဟုတ်ဘူးအကြာကြီးနဲ့ထိနေပုတ်နေတာတခုကအောက်ကိုဆင်းတခုကပေါ်တက်နေဟာပညာရှင်နဲ့တေချာသူတေသနာပြောပြထားပြီးတော့မြန်မာပြည်မှာဖြစ်လာတော့မယ်စနစ်တကျပြင်ဆင်ကြအောင်ဆိုပြီးပညာရှင်အစုဖွဲ့တွေနဲ့အလင်ဘေးတွေကာကွယ်ရေးတွေကယ်ဆယ်ရေးတွေထူထောင်ရေးတွေကိစ္စအတွက်ဘီလီယံပေါင်းမြောင်များစွာရမုံငွေပြင်းတဲ့စနစ်တကျ team တွေဖွဲ့ပြီးတော့လေ့ကျင့်မှုတွေတေချာကြက်ကြက်နက်ပြုလုပ်ခဲ့ကြတယ်ရခင် NLD အစိုးရပြည်သူရွေးချယ်တင်မြှောက်တဲ့ democracy အစိုးရလက်ထက်မှာဒါပေမဲ့ပြည်သူရွေးချယ်တင်မြှောက်တဲ့ democracy အစိုးရကိုတနက်ပြောင်းတဲ့ချိန်ရဲဆက်ဆက်ဖမ်းဆီးစန့်ကျင်တဲ့ပြည်သူလူငယ်အားလုံးကိုရဲဆက်တပ်ဖြတ်ပြီးအာဏာလုယူလိုက်တဲ့မင်းအောင်လှိုင်လက်ထက်မှာဘာကဲဆဲကူညီရေးအစီအစဉ်မှမရှိသလိုပြည်သူအတွက်ဘာတန်ဖိုးမှလည်းမထားဘူးဆိုတာအခုငလင်ဖြစ်ပြီးတဲ့နောက်နိုင်ငံတကာကဲဆဲအဖွဲ့တွေဟန်ပြအနေနဲ့ပေးဝင်တယ်တဲလာတဲ့တန်ချိန်နဲ့ရှိတဲ့ရိတ်ခါတွေအဖိုးတန်ငွေတွေဒေါ်လာတွေအားလုံးကိုစစ်တပ်ကယူတယ်စတိသဘောကဲဆဲရေးပေးပြီးတော့နေပြည်တော်နဲ့ပတ်ဝန်းကျင်ကသူတို့အရေးကြီးတဲ့တရုတ်လုပ်ငန်းရှင်တထေးတွေပိုင်တဲ့တိုက်လို့လို့ဘာတွေနေပြည်တော်ကလျှို့ဝှက်လိုင်းကူတွေဒီလောက်ကိုပဲကဲဆဲကူညီလောက်ခွင့်ပေးပြီးတော့ပြန်လွှတ်လိုက်ကြပြီတေသောဆုံးရှုံးသွားသောသူအနည်းဆုံး4000 5000အထက်ရှိတဲ့ချိန်မှာကဲဆဲနိုင်တဲ့လူဟာရာကတန်းတောင်မရှိပါဘူးစတိသဘောပဲပေးလွှတ်လိုက်ပြီးတော့သူတို့ဟာအခုဆိုရင်ကြံပွဲပြောဆင်ထွဲပြီးတော့ပြည်သူထောင်နဲ့ချီပြီးတည်သွားတာဘီလီယံပေါင်းအခုဆိုရင်ပညာရှင်တွက်ချက်ပြချက်ရဘီလီယံပေါင်းရာနဲ့ချီပြီးတော့ဆုံးရှုံးသွားတာပြန်လည်ထူထောင်မှုအတွက်ဘီလီယံပေါင်းရာထောင်ချီပြီးလိုအပ်နိုင်တဲ့အနေအထားအတွက်ပူပင်မှုလုံးဝမရှိပဲအေးအေးဆေးဆေးနဲ့သူအာဏာဆက်လက်တည်မြဲရေးအတွက်ကိုပဲကြိုးပမ်းနေတာကြည်ချင်းအဖြစ်ကျွန်တော်တို့တွေဟာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဒီမြေမှာလုံးဝမရှိတော့အောင်အာဏာရှင်စနစ်ကအမြင့်အငုတ်အငွေ့အသက်အရိပ်အနွယ်အပွားဘာမှမကြံတော့အောင်မလုံနိုင်သေးသေးကျွန်တော်တို့ပြည်သူအလုံးဟာတနက်ကင်လူတွေရဲ့ဖီစီချင်းချောက်အာဏာပြခြင်းလူတွေရဲ့သူတို့ပညာတတ်တွေရဲ့ဥဆောင်စီမံအုပ်ချုပ်မှုမရတဲ့အတွက်ကြောင့်တဘာဝဘေးလူလိုဘေးတွေဘေးမျိုးကနေပြီးတော့ဝမ်းနဲ့ကြေကွေးစွာရင်ဆိုင်ရခြင်းဒါတွေဆက်လက်ကြုံဆုံနေရအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အနှစ်ချုပ်ကတော့အခုပြီးခဲ့တဲ့မိနစ်တစ်နေ့ကတောင်သာမြို့နယ်ထဲမှာနောက်တစ်ခါရင်နှံချောင်းနဲ့ပကံကိုဆက်သွယ်ထားတဲ့မင်းကျူရွာအတွင်းကိုတက်တပြက်ဖြတ်စီးဆင်းလာတဲ့ကြီးမားကြောက်ပွေကောင်းတဲ့ရေစီးချောင်းကြီးတွေရဲ့အနေထားတောင်သာမြို့နယ်ထဲမှာလည်းအလားတူရေတွေစီးထွက်လာတာတချို့ရွာတွေမှာဆိုရင်ပကြားရဲတွေတဲကနေပြီးတော့ရေတွေအလိုလောက်တက်လာပြီးတော့ရွာသူရွာသားတွေထွက်ပြေးကြတဲ့အနေထားဒါတွေကြည့်ချင်းအဖြစ်တဘာဝကြီးကကျွန်တော်တို့ကိုတစုံတရာပြောင်းလဲဖို့နမိတ်တွေကြိုပြနေပြီအရေးတွေကြိုပြနေပြီဒီဒေသဒီနေရာဒီအကြောင်းအရာနဲ့ဆက်ဆိုင်တဲ့လူတွေပညာရှိသောလူတွေပညာဆိုတာအတန်းပညာတက်ခတ်မှမဟုတ်ဘူးနော်တွေးခေါ်ဆင်ခြင်တုံတရားစာဖတ်ပြီးတော့ပညာရှိသောသူတွေတဘာဝကြီးကစင်ငဲသတိပေးလာပြီး warning ထုတ်ပြန်လာတဲ့အချိန်မှာမင်းတို့လွတ်ရရှောင်းကေစကူကြီးတွေလို့မြေပြန့်မှာပကြားရည်တွေဖြစ်လာပြီးမြေတွေပြိုကျနိုင်တယ်ဆိုရင်ကုန်းမြင့်တွေအများကြီးရှိတယ်မင်းတို့ရှောင်ကြရှားကြမရှောင်ပဲပေကပ်ပြီးတော့သူလည်းနေတယ်ငါလည်းနေတယ်ငါမှမတတ်နိုင်လို့အသေးခံမယ်ဆိုရတဲ့လူတွေအားလုံးတက်ကတော့ရေကြီးကမ်းပြိုမထင်မှတ်နိုင်တဲ့ဆိုတဲ့စကားလုံးကအခုဒါကျွန်တော်တို့အားလုံးလည်းအခုတွေ့ပါလိမ့်မယ်ဒီငလင်ကြီးဖြစ်လာမယ်ဆိုတာဘယ်သူမှလည်းမထင်မှတ်ဘူးနော်ဘယ်သူမှမထင်မှတ်ဘူးဒီလောက်ထိကြမ်းတမ်းပြီးတော့ထိုင်နေတဲ့စပွဲတော်မှာလှုပ်ခါရမ်းသွားပြီးတော့လူကိုယ်တိုင်ဘေးကိုလွင့်တော့တဲ့အထိပြင်းထန်တဲ့ကဘာမြေကြီးကတုံဟိလာလိမ့်မယ်ဆိုတာဘယ်သူမှမထင်မှတ်ခဲ့ဘူးအလားတူပဲဘယ်သူမှမထင်မှတ်ခဲ့တဲ့ကိစ္စတွေကဘာကြီးမှာအချိန်ချင်းဖြစ်ခဲ့ပြီးပြီဆိုတာကိုလည်းဟိုးအီဂျစ်ပြည်မှာဒီဂျာမန်ပြည်မှာပေပေါင်း4-5-80လောက်မြုပ်နေတဲ့အဆောက်အုံကြီးတွေဘယ်ချိန်ဘယ်ကာလဘာအကြောင်းအရာကြောင့်မှမသိတဲ့လိုင်းလုံးကြီးတွေတော်တော်ကောင်းမြေသားပိုးချမှုတွေကြောတော်တော်ကောင်းရေကြီးမှုတွေတော်တော်ကောင်းမြုပ်သွားတဲ့လက္ခဏာတွေကျွန်တော်တွေ့ပြီးသားတွေပဲအဲ့တော့ကျွန်တော်တို့ကဘာမြေကြီးဟာလူသားတွေရဲ့သစ္စာမဲ့မှုကဘာမြေကြီးပေါ်မှာတန်ဖိုးမထားဘဲနဲ့ကဘာမြေကြီးကိုလည်းဖျက်ဆီးနေမှာကလူချင်းလဲသစ္စာမဲ့စွာနဲ့စေနာမဲ့စွာနဲ့ရန်ဆောင်ပြီးလောဘဒေါသအတ္တမာနအင်းနဲ့အပြိုင်ဆိုင်ရန်ဆောင်စစ်ကင်းရက်ဆက်ချင်းနဲ့သာကျိုးပန်းလာတဲ့အတွက်ကြောင့်သဘာဝကြီးကဒဏ်ခတ်တဲ့အနေနဲ့ကျွန်တော်တို့လူသားတွေကိုသဘာဝဘေးကြီးမျိုးနဲ့တဖြည်းဖြည်းဖြည့်ဆည်းနှိမ့်ဆက်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံသားတွေဟာအုပ်ချုပ်သူအစိုးရကောင်းလည်းမရှိပြည်သူချင်းလည်းစီးလုံးညီညွတ်စွာစီးလုံးကာကွယ်ဖို့စနစ်ကိုလည်းမတိဆောက်နိုင်သေးတဲ့အချိန်မို့လို့ပြည်သူတွေတတိကြီးထားဖို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဒါကတော့ဗာလဲငလျင်ကြောက်ပြည့်ရွေကြောကြီးတစ်လျှောက်မြေမျက်နှာပြင်တွေနေချင်းမြင်ချင်းနဲ့ရေစီးကြောင်းလမ်းပြောင်းချင်းတွေဖြစ်ပေါ်လာပါလိမ့်မယ်အခုမိုးကြဖို့ရပိုင်းမဲ့လိုပါတော့တယ်ရပိုင်းမဲ့လိုတော့အချိန်မှာအခုရေစီးကြောင်းတစ်လျှောက်အခုဒီရပိုင်းဖြစ်နေတဲ့ရေစီးကြောင်းတစ်လျှောက်ကမြို့ရွာတွေငလျင်ပြည့်ရွေကြောကြီးတစ်လျှောက်ကမြေသားအကြောင်းကြီးနဲ့နှိမ့်ကြမှုတွေဖြစ်ပေါ်သွားတဲ့နေနာပတ်ဝန်းကျင်ကမြို့ရွာတွေငလျင်ပြည့်ရွေကြောတစ်လျှောက်ကအခုချိန်ထိ Richardson scale 3-4ကြောစင်ဆက်မပြတ်လှုပ်ခါနေသေးတဲ့ပတ်လည်ကမြို့ရွာတွေအဲ့ဒီကလူသားတွေအနေနဲ့အတိရှိ
ရွှေပြောင်းခြင်းတော်၎င်းပြင်ဆင်ခြင်းတော်၎င်းတောင်ပေါ်ကြောက်သားမြေမှာရှိတဲ့နေရာမှာရအောင်ပြင်ဆင်နေရာချပြောင်းရွှေ့ခြင်းဖြင့်တော်၎င်းမိမိကိုမိမိကာကွယ်ဖို့ကြိုးစားကြစေချင်ပါတယ်။အုပ်ချုပ်တဲ့ဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်အာဏာရှင်ချီကနေပြီးတော့သတိပေးမှုကာကွယ်မှုကယ်တင်မှုလုံးဝမမျှော်လင့်ပါနဲ့။သူတို့တွေအာဏာဆက်အသက်ရှင်မှုမှလွယ်ဘာမှစိတ်မဝင်စားတဲ့မိစ္ဆာလောကသားတွေကြောင့်ကျွန်တော်တို့ပြည်သူတွေဒီထက်ပိုပြီးဆင်းရဲဒုက္ခမရောက်ကြစေချင်ပါဘူး။ကျွန်တော်တို့တက်ဆန်းသမျှဒီဖက်စစ်အာဏာရှင်စနစ်ချေမှုန်းရေးလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ပြည်သူတွေအနေနဲ့လည်းမိမိကိုမိမိအသက်ရှင်ဖို့နိုင်ငံတစ်ကိုထူထောင်ဖို့အတွက်မိမိရဲ့သားသမီးတွေကိုပညာကောင်းစွာသင်ကြားခွင့်ရတဲ့အခြေအနေနဲ့ကျန်းကျန်းမာမာဆက်လက်အသက်ရှင်ဖို့ကြိုးစားပေးကြစီလိုပါတယ်။အဲ့တော့နှစ်တစ်မှာအားလုံးကိုနှုတ်ဆက်ပါတယ်။နိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းရန်ကွာကျန်းမာချမ်းသာကြပါစေဗျာ။